မသိဘူးတင်နေသိတယ်ထင်တယ်ဟမ်ဩခင်ဗျဩအေးကိုပိုးထီကိုမိုးဒီနေမလီကိုပိုးထီရမလားပြောအေးမင်းငပြောငမော့ပါငမော့မတွေ့ရကြပြီနော်မတွေ့တာကြာပြီဗျာကိုမိုးဒီနေကောင်းနော်ကောင်းတယ်ကိုမိုးကောင်းတယ်ဒီမှာဟုတ်ဘူးဗျာခင်ဗျမိုးဒီကျွန်တော်ငမော့ကိုမော့နေကောင်းတယ်ကောင်းခင်ဗျာဟုတ်ဘူးမနေတယ်တွေ့လားကဲငါမိုးဒီမင်းမော်ကိုမော်နေကောင်းတော့ကောင်းတယ်ကိုမတွေ့ရကြလားနော်မတွေ့ရကြဆိုအရင်လိုမဟုတ်တော့ဘူးလေဟုတ်လားခင်ဗျားလည်းဗျာဝါအိုက်တာတိုးနေတာဘာလို့ကုတ်သားကြီးကိုကြီးတိုးတက်နေတာတောက်တော့ကောင်းအေးတေချာကြည့်မှရင်ဝါပြဲနေတာဘာပဲဝါပစုံကြီးကိုပြဲထွက်နေအေးမှစားမှဖြစ်အေးပါဒီကောင်းတယ်ကျွန်တော်လည်းအရင်လိုမဟုတ်တော့ဘူးဟုတ်လားဟုတ်တာဘာဟုတ်တာကျွန်တော်လက်ကထုတ်ပြန်လာတာလေလက်ကထုတ်ပြန်လာတာငမောအရင်လိုတယောက်တည်းမဟုတ်တော့ဘူးအခုမိမတွေပါလေရမင်းလေလူပြောကြီးမဟုတ်လားမိုက်လူပြောကြီးမဟုတ်ဘူးရုပ်ကလည်းလူပြောရုပ်တိုင်းမဟုတ်မိမတွေကတောသူမလဲမဝယ်လေးကိုကျွန်တော်သွားရထားတာဟုတ်လားတောသူမလဲမဝယ်လေးအဲ့ကောင်မလေးကဘာမှမသိနားမလဲဘူးကိုပြောစကားနားထောင်တယ်ကိုတခွန်းပဲပေါ့ရေးလဲပိုင်တာကျွန်တော်လာကြအောင်တော့အေးလာခဲ့မယ်ကြိုးကျင်မိုးကျင်လို့ပါအေးပါဒါလက်ကထုတ်လာတာလာတော့လာကြအောင်တော့တောသူမလဲမဝယ်လေးသွားရအေးဘောကံကောင်းတယ်ဘာမှမသိနားမလဲဘူးအေးပါအဲ့တော့လာကြအောင်တော့လာမယ်ကြိုးကျင်မိုးကျင်လို့ကျွန်တော်လက်ကထုတ်လာတာလက်ကထုတ်လာတာလေသိမကြောက်ဘူးကြိုးကျင်မတို့ကကြာပြီနော်ဟုတ်တယ်နော်အရင်လိုကလက်ကနော်အေးလာခဲ့နော်ကျွန်တော်လက်ကထုတ်လာတာအေးလက်ကထုတ်လာကြီးတာနဲ့ပဲဖြုတ်ပြက်ကုန်တော့မှာကြွေးကျင်ဝေးကျင်တယ်ဗျာမပေါင်းသိနေမတွေ့ရလဲတော်ကြာပြီအရင်တော့လူလို့ပေါ့ဗျာခုတော့လဲမိမတွေပါရတော့လဲနည်းနည်းပါသိတယ်မို့ကျွန်တော်လက်ကထုတ်လာတာလာခဲ့နော်အေးပါကြွေးကျင်ဝေးကျင်လို့ပါလာခဲ့အေးမင်းငါ့ကိုဆက်ဆံတာငယ်တုန်းကလည်းမတူဘူးမင်းငါ့ကိုအထင်သေးတဲ့သဘောပါဟလားမဟုတ်ပါဘူးအထင်မသေးပါဘူးဟိုမင်းငါ့ကိုမင်းကြည့်တယ်နည်းငါ့ကိုအထင်သေးတဲ့သဘောပါအထင်တော့မသေးနဲ့နော်မင်းငါ့ကိုအထင်တော့မသေးနဲ့အထင်မသေးပါဘူးမင်းငါ့ကိုအထင်သေးတဲ့သဘောပါမင်းအိတ်ကြီးလက်တစ်ဖက်ဖိဖိထားကောင်းပါကိုမိုးကြီးရလဲဗျာခင်ဗျားလည်းတယောက်နဲ့တယောက်အကြောင်းသိတယ်ပဲဗျာဟာပြောเสียလူသေးမင်းငါ့ကိုအထင်သေးတဲ့သဘောပါအိတ်ကြီးဖိဖိမထားပါနဲ့တပိုင်းနိုင်မဟုတ်ပါဘူးမင်းအထင်သေးတဲ့သဘောနဲ့ငါ့ကိုကြည့်နေမင်းဘေးကြီးပုံရှိတော့မင်းငါ့ကိုအထင်သေးတဲ့သဘောပါဟလားမင်းငါအထင်သေးလားဟလားအထင်သေးလားဟမ်တယောက်နဲ့တယောက်ခင်ဗျားလည်းဗျာအရှည်ကြီးဆက်ဆံပါမလုပ်ပါတော့ဗျာမင်းငါ့ကိုကြည့်နေတယ်ထင်သေးတယ်ကပိုင်းနိုင်အောင်မင်းဟုတ်ပါဘူးထင်ပါဘူးမထင်မင်းဖိမထားပါနဲ့မင်းထုတ်ကြည့်လိုက်ပြန်ထည့်လိုက်ဖိထားလိုက်မင်းငါ့အထင်သေးတယ်သိပါဘယ်လိုထင်မသေးနဲ့ငွေကြီးနဲ့ပတ်သက်လို့ဗီယူကိုမဆိုင်နဲ့ခင်ဗျားတော့ဟုတ်တာပေါ့ဗျာမင်းလုပ်တဲ့အလုပ်ကိုလည်းကြည့်လိုက်အောင်ကြီးမမရဲ့အလုပ်တွေလုပ်တာသိတယ်အခုမင်းဒီမှာဓမြောက်ကလားတောင်ကလာနဲ့မြောက်ကလာကိုလာတယ်ဆိုတော့ဘယ်လောက်ကုန်မထင်းလဲဟာခင်ဗျားဗျာဘယ်လောက်ကုန်မှာခင်ဗျားတို့ကုန်ခင်ဗျားအစိတ်90 100ပေါ့ဗျာဒါလောက်ပေါ့အဲ့လောက်လမ်းကိုငွေ9000လောက်ကုန်ခံပြီးလာခဲ့ဒီလမ်းကို9000ကုန်ခံပြီးတော့ဟုတ်တယ်ဟာဘယ်လိုများလောက်လာကြလဲဗျာဘယ်လိုလာမလဲတိုင်းကားကိုတက်စီလိုက်တိုင်းကားတက်စီလိုက်ထိုင်လိုက်တယ်တပီယာနဲ့ခီးတယ်ကိုကြည့်တယ်အကြည့်တယ်အထင်သေးတယ်ထင်လို့တယောက်ကို9000လုံးတကူးစီထဝေပလိုက်အမလီဒီလိုတိုင်းကားပေါ်မှာတော့ပြန်ထိုင်နေပြန်ထိုင်ကားမောင်းတဲ့လူမောင်းပုံမောင်းနေလို့မကြိုက်ဘူးနည်းနည်းမောင်းတာမကြိုက်ဘူးမင်းဖယ်စမ်းကိုယ်တိုင်တက်မောင်းမောင်းလာတယ်လမ်းပြေးထက်တိုင်မျက်စိနောက်တော့ဝင်တိုက်တယ်ဒေးရော့9000ဒီလိုရောရဲကောင်ဒီလိုရောရဲကောင်လမ်းဘေးမှာသူ့ဟာသူနေတဲ့ဓာတ်တိုင်ကိုမျက်စိနောက်လို့ဆိုဝင်တိုက်ရော့9000ဒီလိုရောရဲတာသူ့ဟာသူနေတဲ့ဓာတ်တိုင်ကိုမျက်စိနောက်လို့ဟုတ်တယ်အေးပြပါစားကျွန်တော်မစားအိမ်ကျမစားတခုစားစမ်းပါတော်သူအမျိုးသမီးလေအမျိုးသမီးမလဲမဝယ်လေးနဲ့အိမ်ကျမလက်ဆောင်စားမယ်နိမဟုတ်လို့ပါစားတော့စမ်းပါလက်ဖေးကော်ဖီအိုဗာတက်မိုင်းလို့ဟောလေမစားဘူးနေဦးစေဘာတော့မလဲမတော့တော့စမ်းပါတော်ပြီမတော့မင်းစားမလားဓာတ်ပေါ့မစားဘူးဟမ်ထောပါထမင်းမစားတခုတော့လိုက်စားတယ်ဟိုတယ်မှာဘူစားစားမစားဘူးအိမ်ကျမစားမယ်စားတယ်အေးတော့မတော့မင်းမရွှင်လူတာတော့ဟာလူတာပဲကြားဘူးပါတယ်မိမရွှင်လူတာတခါမကြားဘူးအတူတူပါပဲဟဲ့မစားတခုစားမစားဘူးမလုပ်မလုပ်ကူဖီတော်ပါပြီဟမ်တခုလေးချက်နိုးအေးတော်ပြီမလုပ်တော်ကရင်ဆိုတာကြိုက်ဘာဆိုတာမှမကြိုက်ဘူးဟုတ်ကရင်ဆိုတာအစိမ့်ကြီးဆိုကရင်ဆိုတာကြိုက်မကြိုက်ဘူးမကြိုက်ပြောမစားဘူးဆေးကလမတော်ပြီကျွန်တော်မဆေးတဲ့ကလမ
ဆေးကလေးမရောမဆေးတဲ့ကလေးမခင်ဗျာ ဆေးကလမဆိုတာရေနဲ့တေချာစိတ်ထားရင်ပွားပွား ဟုတ်ပွား မပွားခင် နေပါတော့ ဘာသာ မစားတော့မစား ဘူးစားပါ မစားအိတ်ကြ ဟမ် အိတ်ကြ ခောက်ဆဲပန်းလေးကြိုက်ပန်းလေး အတိတ်မရှိနမိတ်မရှိပန်းသေး မပန်းသေးဆိုကလားလို့ပြောတယ်ခောက်ဆဲ မကြောက်ဘူး ဟမ်ပန်းလေးကပတ်ကျော် အေး ကပတ်ကျော်သမုစာ ဟာတော့ စားချိုင်းတာကျော် ဆဆမိုင်းတာကြောကျွန်တော်တဲ့ကပတ်ကြောပဲကြောက်တယ်ဆဆမိုင်းတာကြော က က ပတ် ပတ်မှမကြောက် ကပတ်တောင်ကျော်သေးတာဆက်စမိုင်းလည်းကျော်ကျော်စားလပိတ်အစိမ်းကျော်ကုန်းမောင်ကြီးကျော်တောက်တောက်ကျော်ကုန်းပတ်ကြီးကျော် ဟာကုန်းပေါင်ကြီးကြောကကုန်းပတ်ကြီးကြောဖြစ် ကုန်းမောင်တွေဖြုတ်ကုန်းတော့ကုန်းပတ်တွေဖြုတ်ကျော်စားစမတကူစားစား တော့ပါပြီတော့ပါပြီ လက်ဖေးဘူးငါ6တောင်လောက်ယူပါ မလုံနဲ့ တောင်းတော့လည်းပြေးလို့ရ နေပါစေ ဟုတ်ပါအများနဲ့နှုတ်လိုက်ယူသွားသမှာ အများတဲ့ကနှုတ်ပေးဘူး ဟုတ်တယ်များ ကျွန်တော်အတွက်နဲ့ခင်ဗျာအသားအနာမခံနဲ့နေပါစေမလုံနဲ့ ဘာလို့ပြောနေလဲ မလုံနဲ့ အများနဲ့ဆိုတော့အများပိုင်ငွေတွေကိုကပိုင်းနိုင်မှာဆိုတော့အောက်အိတ်ထဲမှာထည့်သိမ်းထားတယ် ဩဟုတ် နော် ဟုတ် အများနဲ့နှုတ်လိုက် မနှုတ်ပါနဲ့ နှုတ်လိုက်ဗျာ ကျွန်တော်အတွက်နဲ့ မယုံလားကိုယ့်ကိုနိုင်ကြည့်မယ် မနိုင်ပါဘူး ထင်မသေးနဲ့နော် မသိဘူးမနိုင်ဘူး အခုထုတ်ရပတ်စံလေးတွေ200တန်လေးတွေ ဟောကျွန်တော်200တန်လေးတွေ 200တန်လောက်ကိုလက်ရားလို့မကိုက်ဘူး ခမရလောကတော့ဟုတ်တာပေါ့ခမရ လက်ရားလို့200တန်လောက်ကိုလက်ရားလို့မကိုက်ဘူးအတန်ကြီးပါတယ် ဩ နော် အတန်ကြီးပါ ဟုတ်တယ်ထောင်တန်နေကြီးပဲကိုက်တယ် ဩ နော်အဲ့ဒါအတန်ကြီး ဩ နော်ထောင်တန်နေကြီးပဲ ဟုတ်ဟုတ် 200တန်ကိုလက်ရားတယ်မကိုက်ဘူး အေးပေါ့ ဘာသာယူသမ်းမလို့ နေပါမလုပ်ပါ နိုင်စမ်းပါ မနိုင်ပါဘူး အထင်မသေးနဲ့ ဘယ်နဲ့စုပ်ပြီးအနိုင်ခိုင်းနေ အထင်သေးတဲ့မျက်လုံးနဲ့အရှိမခံနိုင်ဘူး မသိပါ စီ ဘူး ဝါရေးလောကမှာအလုပ်လုပ်နေတာအခုကြီးရဲ့လို့ အဲ အခုအစိမ့်တိုင်း ဟာအစိမ့်ကင်နေခမရအဖမ်းခံရမယ်ခမရကြောက်မပြောနဲ့ခမရအဖမ်းခံရမယ်ခမရအစိမ့် အခုပိုင်နေလေကိုကကိုအဆက်တော့ပိုင်လို့ပြောရတာဗော လုပ်နေ ကိုအစိမ့်တိုင်းဘူးလို့တော့ကိုကြောက် ဟာအဖမ်းခံရတော့ခမရတော့ခမရ ဆက်တာလေ ခမရအိမ်ရထမင်းကိုစားနေရတာသိပြီးတော့ခမရညင်းငွေလာပြီလားလား မဟုတ်ဘူးပြောရတယ်ကိုပိုင်နေဒီ မ တိုင်း လုပ်အဖမ်း ဒီနေ့မြကိုနေပြီပါဘာမှမဘူးနဲ့ ထောက်တွေ့ ကိုသားခုလုံနေကြောက် ဟာ ဝတ်တဲ့ပဲတီတာဂျိုက်တို့ ဘာတွေပြောနေတာ အ လဲ ချံသွေးစုအထာစကားတွေ ဩ ကြောက်ကိုအထာနဲ့နာမည်ပေးထားတာ ကြောက်ကိုအထားနဲ့ အင်း ဩ အခုဒီလက်ကိုရင်ဟောင်ကောင်သွား ဟောင်ကောင်ကိုဘာလို့ ဘုတ်ကြောင်သွားဝယ် ဒီရောက်ဝက်ကြောင်ကဘာဖြစ်လို့ အထာနဲ့ပြောတယ် ဩအထား သားရဝယ်ပြော အေး လူသားမှာပတ်စံ နေပါ ခင်မသေးနဲ့ အဲ့ဒါ ခင်မင်းမန်းသိအောင်အိမ်ကိုလာပြအောင်လည်းလားလေဦး လာခဲ့ပါကျွန်တော်ကြီးလာခဲ့ ဖ ပါ မင်းအိမ်ကအရင်နေရာမှာပဲလား အရင်နေရာပဲလေ အရင်နေရာဘယ်နားမှာလဲ အရင်နေရာမှာပဲဆိုကမှဘယ်နေရာမှာလဲ အရင်တော့ကလာဘူးတော့အခုဇဝေဇဝါဖြစ်မေ့နေလို့လေ ဩဒီဘက်ကနေပတ်သွားလိုက်ဒီဘက်ကနေပတ်တည်းအဝိုင်းကျော်ပတ်သွားတယ်မတွေ့လားမလားမတွေ့လား ဩအေး မတွေ့လားသူမိုးတုတ်ကတုတ်ခင်းလေးလေးတိုင်စင်လေးလေ အေး အဲ့ဒါနတ်စင်နော် မင်းအိမ်မေးတာနတ်စင်မေးတာမဟုတ်ဘူး အဲ့ဒီနတ်စင်ကိုပို့လျှောက်ခဲ့ နတ်စင်ကိုပို့အောင် နတ်စင်ကိုပို့လျှောက်ခဲ့ နတ်စင်ပို့တော့သူ့ပြားတွေရှာကုန်မှာဗောဟာ မရပါဘူးနတ်စင်ကိုပို့လျှောက်ရတော့အောက်မှာတွေ့ဇီးပင်လေးတင်မတွေ့လား အေး အဲ့ဒါအချိုးပင်နော် ဟုတ်ဒီပင်အချိုးပင်ချင်းမေးတာမဟုတ်မင်းအိမ်ကိုမေးတာ အဲ့ဒီဇီးပင်လေးကိုပို့လျှောက်ခဲ့ ဒီပင်ကိုပို့အောင် ဇီးပင်လေးကိုပို့လျှောက်ခဲ့ သူတွေတော့စူးကုန်တော့မှာ မစူးပါဘူးအဲ့ဇီးပင်ကိုပို့လျှောက်ရတော့မကုန်းနေနေလေးတွေ့လား အေးနေနေ အဲ့ဒီနေနေလေးကိုတစ်ခါကြောရတော့ကုန်းမြင့်မြင့်လေးဆိုတာရှိသေး မင်း မြင့်မြင့်လေးကိုကြောရတော့ကုန်းဆောက်ကလေးဆိုတာရှိသေး ဆောက် ဆောက်ကလေးကိုတစ်ခါကြောရတော့ကုန်းပြက်ကလေးဆိုတာရှိသေး ပြက် ပြက်ကလေးကိုတစ်ခါကြောရတော့ကုန်းပြလေးဆိုတာရှိသေးတယ် အေးပြ အဲ့ပြလေးကိုကြောရတယ်ဓမ္မအဲ့နေရာကျမေးလိုက်တော့ဗျာကုန်းနိုင်မြင့်စောက်ပြပြအိမ်ဘယ်အိမ်လဲဆိုတာမေးလိုက်အဲ့ဒါကျွန်တော်အိမ် ဟုတ်ပြီ ကျွန်တော်အိမ်လာခဲ့ သင်တဲ့မျိုးလုံးနဲ့မကြည့်နဲ့ မကြည့်ဘူး လက်ကကြောက်ပြောလေဖဲပါလက်ကအဲ့လိုကြီးဖိမထားပါနဲ့ကပိုင်းနိုင်ဆိုရင်တော့လောက်ပြောင်းနိုင်မရပါဘူး အင်း ဟုတ်လားနည်းထင်သေးတဲ့သဘောနဲ့ဆက်ဆံလာခဲ့မယ် ဟုတ်လာခဲ့ ခင်မန်းသိအောင် လာခဲ့ စီးပွားရေးလောကမှာအဲ့လိုစကားပြောလိုက်ရင်ငွေကိုထောင်းနဲ့တောင်းနဲ့သိမ့်နဲ့ရှိဝင်လာ ဟုတ်သိတယ် အခုကရွေးချင်သွားတယ် ဘယ်ရင်ချင်း ကိုယ်ကစားမှာ ကိုရဟမ်ဆောင် ကျွန်တော်တို့ကိုယ်ကဝါမှာဖြစ်မှာ အော်ကွာ စကားမဆက်ကိုယ်ကဝါလာရင်ဒီဟိုအတန်ကြီးတွေဆိုတော့အတန်ကြီးပဲမှာဆိုပတ်စံနေရခါ အမဟုတ်ခမရမှာခမရမှာ ဘယ်ပဲပတ်စံနေရခါဒီလို ခမရမှာအတိုင်းပါတယ် အတန်ကြီးပဲမှာဆိုအတန်ကြီးပဲတော့ပြန်ပြီးဘယ်တောင်းပတ်စံနေရဘယ်သိတယ်အမတန်တတိထားတဲ့ကြားတဲ့ဟိုက200ပါသွားသေးတာဟမ်သူ့မှာအတန်ကြီးပါတယ်အတန်ကြီးပဲ့မှာဆိုလို့ဩကိုမော်ရီဟဲ့အတန်ကြီးပဲ့ခင်ဗျာကျွန်တော်ပြန်ပေးနော်ဟိုကျွန်တော်လည်းလာခဲ့ဦးနော်ကိုမော်ရီခံသိရနော်ကုန်းနေမြင့်စောက်ကြပြနော်ဟုတ်ပြီဒီယောက်ျားတယောက်ကလေတော်ကိုအသုံးမကြတာအခုလည်းလက်ကားထုတ်ဆိုပြီးသွားလိုက်တာကလည်းပေါ်မလာဘူးဘယ်ရဲ့မငီးရဲ့ငယ်အိမ်သွားဝင်နေလည်းမသိပါဘူး
လာမစအောင်တင်လာမကိုတွေ့အောင်မယ်တော့လိုက်ချင်ဘူးတခါတဲ့ခါသွားလိုက်ပေါ်ကိုမလာဘူးဩရှင်းရပြန်လာပြီ လုံး ဘာလုံးလဲဘယ်မရင်ငယ်အိမ်ဝင်နေတာ ဘယ်မရင်ငယ်မဘယ်မရင်ငယ်အိမ်မှာမဝင်ပါဘူးလက်ကထုပေးစမ်းပါပတ်စံခါတဲ့တနေ့သွားလိုက်မယ်ပြန်လာတော်ယုံနဲ့ကိုမရောက်နိုင်ဘူးခါတဲ့ပတ်စံတရွတ်နေပါလား အမဟုတ်တရွတ်ယော့နေတာမော့အဲ့ဒါဘိုက်ဆာတာနဲ့လက်ဖေးဆိုင်ဝင်ပြီး ရှင်ဖေးဝင်တော့တယ် မဟုတ်သူများဟိုတောင်းရောက်ထိုင်ကြည့်ပြီးရင်နွေးတောင်းတောက်ပြီးတော့လာခဲ့တာဟိုတငယ်ချင်းကလေတငယ်ချင်းချီးသွားလို့ ဘယ်ကတငယ်ချင်းလဲ မဟုတ်တငယ်ချင်းကြောင်းနေပဲတငယ်ချင်းလေအဲ့ဒါချီးသွားသူ့မှာအတန်ကြီးပါတယ်တဲ့အတန်ကြီးပဲ့မှာဆိုလို့ မရဘူးအဲ့အတန်ကြီးကိုလေ အတန်ကြီးပဲ့တဲ့နေ့ကျပြန်ပေးမယ်တဲ့ မလို့ချင်ဘူးအဲ့အတန်ကြီးကိုကြောက်ကုန်နိုင်သွားဖက်မယ်မရဘူး မလုပ်နဲ့လုံးအဲ့လိုမလုပ်နဲ့ဒီအတန်ကြီးကသူ့ဟာသူအလိုလိုနေနေပဲ့သွားမှာမပူနဲ့ရှင်တော့ကဲပဲတလားလာတဲ့ပဲငယ်ချင်းပေးရတာနဲ့ ဒီမှာထားအသိညာလေးပါတော့ဒါတော့ရှာဘူးပါမယ်လောစတယ်မှာနေရလဲချိုးရဘိုက်ကလည်းစားတာအရန်ဖြစ်နေစားသူကထမင်းမွေးပြင်ရစားမယ် ဟာပြန်လာရင်စားမယ်တောက်မယ်ဆိုတာကြီးပဲနော်ရှင်စားဖို့တောက်ဖို့ကြောက်ကချက်ရပြုတ်ရဆေးရကြော်ရဘလောက်ညောင်းနေတယ်မှတ်လေရှင်ကျုပ်ကိုနင်းပေး ပတ်ဝန်းကျင်မြင်လို့မကောင်းပါဘူးမသိတော့ပါဘူးနေနေပဲကြီး အမလေးနေကင်းနဲ့ညနေလောက်နေလဲရှင်နင်းမနေဘူးလား မဟုတ်ညကြတော့မင်းသဘောလုံးကလေ လို့ချင်ဘူးအခုနင်းပေး ဒုက္ခပါပဲကွာည လေရှင်နော် မလဲမဝဲလေမလဲတော်သူမလဲမဝဲလေ နင်းမလားမနေဘူးလား နင်းဒီမှာမင်းနင်းနေတာတော့ဟုတ်ပါပြီနင်းတာတော့ဟုတ်ပြီမင်းပက်လက်ခံမလားမှောက်ရက်ခံမလား မောက်ရက်က ဲမင်းတန်တလူကကဲလှုပ်ကဲတော်သူမလဲမဝဲလေတော်သူမလဲမဝဲလေရထား မလေးရှင်ရတယ်လေရှင်နင်းနာရပြင်းစရာကြီးကြောက်ကိုသချင်းလေးပါလေးနဲ့ဆိုပြီးတော့နင်းပေးစမ်းပါ တချင်းဆိုပြီးတော့နင်းကပြင်းလို့ ဟုတ်တယ် အဲ့တော့ငါကဘာတချင်းဆိုရမှာ ဘောလေ ဘောလေတချင်းနဲ့မှာဘောလေတခါမှမကြဘူးဘယ်ဆိုတော့ဆိုတာဘာလို့ acid တို့ berry တို့ဆိုတာလားဘောလေဘောလေတိတိဘောလေတိဘောလေတိဆိုမှဘောလေနော်ဘောလေကဲဟဲဟာဘောလေပဲဟာဘောလေ အဲ့ဒါလောက်တာလဲတာအဲ့ရှင်မလောက်တာလေ ဘောကလဲုံနေမဟုတ်ဘောကမတ်တောင်နေသေးတယ်အဲ့မှာ အဲ့ဒီဘောကိုလဲခိုင်းတာမဟုတ်ဘူးအချင်းကြီးဘောလေကိုပြောတာနော်ရှင်ဘောလဲခိုင်းတာမဟုတ်ဘူး တချင်းကြီးဘောလေအဲ့ဒါငါထင်ပါလေငါလည်းအဲ့ဒါလှည့်ပတ်ပြီးတော့ငါစဉ်းစားနေတာမိမ နင်းစမ်း အေးမှတ်ပြီငါလှည့်ပတ်ပြီးတော့ငါစဉ်းစားနေတာဘောလေဘောလေတဲ့ဘောလေစိတ်ချွေးတဲ့ရာညောင်နေရောင်နေလင်းလာရောင်ဘယ်နေရောင်လာလင်းလဲ နေကင်းပဲဆိုတော့လေနေပဲရှိတာပဲကွယ်နေဘောနေရောင်မို့နေကင်းမပြောတော့နေရောင်နော်လာရောင်ဟုတ်လားလာရောင်နေလင်းမလို့မရွှေဘူးရင်ကမဲဆောင်ထိုင်ဘယ်ဆောင်းတော့ထိုင်မဲကုမြောဘယ်လက်ဆောင်းတော့ထိုင်ရမှာ ဆောင်းထိုင်ပြီးတော့မျောနေတာကိုတွေးမိလို့ပါမဲကူမျောဘုံမမြင်သုံးရစီတော့ဘုံမမြင်သုံးရစီတော့ရိုက်စောလဲလေလုံးမလို့ ဟာရှင်နာရီရှင်ဘလို့တော့မလို့ ငါခဏ 3 မိနစ်စောက်ပြပြရဒီအိမ်ကားဗျာ ဟုတ်ပါတယ်တငယ်ကြီးဒီမှာလုံးငါခဏနေပြီ မမောရေ ဘာလို့နေပြီနော် မင်းဘာလို့နေတာလို့ ငါအနင်းခံနေတယ်ဟဲ့ ဒီကနေ့ကတော့မင်းကတော့ဘောပါလား နာရီ ဘုတ်တော့တယောက်တည်းအနင်းခံနေတာဟဲ့တယောက်တည်းအနင်းခံနေတာဒီမှာငါဟဲ့ တကားသာခွင့်သားမမင်းအပေါက်ကချက်တယ်ကွာ အဲ့ကောင်ကတကားစီထားပါတယ်နည်းနည်းတွန်းဝင်ခဲ့ပါရပါတယ် ဇလန်ထိုးထားလား မထိုးပါဘူးကွာစီအောင်နေစီထားတာ မ
မင်းဘောက်ကတော့ကြက်တာပဲ ဟာဒုက္ခပဲကွာတန်ကြီးတွန်းဝင်ခဲ့ဟေးဟာတကားဖွင့်လာလားနွားတန်နေတာလားမသိဘူးနော် ကလေးစမ်းပါရှင်က ငါ့ လေ ကိုခဏနင်းပေးစမ်းပါ မနင်းပေးနိုင်ပါဘူးရှင်နော် တငယ်ချင်းလာလို့ပါ တငယ်ချင်းတွေဘာနားမလဲရှင်နေမနေ ဒီမှာငါ့ကိုတငယ်ချင်းလာတော့တကားဟာ မင်းပြောတော့နင်းခံပြီ တငယ်ချင်းထိုင်ဒါကိုအမျိုးသမီးလေ မင်းနင်းခံနေရဆို တို့ကတယောက်တည်းလဲအနင်းခံနေတာ ဟုတ်လား တယောက်တည်းလဲအနင်းခံကိုအမျိုးသမီးတော်သူမလဲမဝဲလေးဆိုတာ ဩအေး လုံးကိုပတ်စံခဏပြီဟင်းတော့တငယ်ချင်းကိုသွားစားဖို့တော့ဘူးလေ ရှင်လေခုနလည်းတငယ်ချင်းရဆိုတော့ပတ်စံယူသွားပြန်အခုဒီတငယ်ချင်းကိုကျွေးဖို့မဟုတ်လားဗျရှင်အဲ့ဒီတငယ်ချင်းကဘူးမှန်းလည်းမသိဘူးရှင်ကလည်းအမျိုးမျိုးပဲ ပြောစမ်းမမိမလည်းမင်းကောင်လည်းပဲပေးစမ်းပါမင်းလည်း ဘာလို့လဲ ဟုတ်မင်းစားဖို့တော့ မင်းကသမင်းကျွန်းလို့ စားဖို့တော့ သမင်းကျွန်းမလို့ အေး ဟာမင်းမြန်လို့ကွာ ရှင်တငယ်ချင်း ငါဘိုက်စားတာ အေးပါဘုသူခဏပြပြမိမမင်းငါရှာပေးပါမင်းပူစမ်းမှာတကယ်ခဏလေး အေး နေခဏလေးခဏ ကြားနေတာလေဒီကော မင်းတို့တော့သူမလဲဝဲလေးရခဏလေးအေးအဲ့ငယ်သေးကိုညံ့ကလေးထောင်းတာနော်မိမငယ်သေးကိုညံ့ကလေးထောင်းတာနော် မင်းဘယ်တော့ မဟုတ်ဘူးအခွန်လိုဈေးကိုလေဈေးလေးမင်းစားဖို့လေကြက် ငါ့ဘူး အေးလေ ကြက်သားချက်မှာ အေး ဟာမင်းကလည်းမြန်လို့ကွာ အဲ့တဲ့ရလေအလိုက်ကန်းဆိုးကိုမသိဘူးသူများကအိတ်လာတော့အမေးစားကြည့်ရတာတယောက်ကလည်းပတ်စံချီးသွားသေးတယ်ဘယ်လိုအဲ့တဲ့စားမှန်းလည်းမသိဘူးဟာအဲ့ဒီချီးသွားတဲ့ငယ်ချင်းရလေငါနဲ့မတွေ့လို့ပေါ့နော်ငါနဲ့တွေ့လိုက်လို့အဲ့ဒီအတန်ကြီးလေငါကိုယ်တိုင်ဟောဒီတော့အောက်ချက်ကဲ ဟိုညီမလေး ဟာလေ ညီမလေးကအပြိုလား ဟမ်ရှင်ဘလို့ပြောလိုက်တာကျမမလင်းကြီးငုတ်တုံနဲ့ရှင်အပြိုလားမေးเสียလား ဟုတ်တယ်ကျွန်တော်တကယ်ချင်းပြောပါတယ်သူမိမတဲ့မလဲမဝဲတော်သူလေးတဲ့သူကျွန်တော်ဟိုပြောတဲ့စကားလောကြည့်သွားလို့ပါဟိုဒီလိုပါညီမလေးကြည့်ရတာကကျွန်တော်တကယ်ချင်းသူမိမလို့ပြောပြီးမဲ့မအိုသေးတဲ့လူအပြိုလေးနဲ့တူးနေတာအဲ့တော့ရုပ်ကလေးကဖလင်စားမဲ့သဘောရှိတယ်ဗျာကျွန်တော်ရုပ်ရှင်တဲ့ဗီဒီယိုတွေမှာအပေါင်းအသင်းများတယ်ဗျအဲ့ခင်ဗျမင်းသမီးလေးပါလေးတို့မဲ့ဆိုလင်းပေါ်မှာနှွယ်ကျိုးထိုးနေတာလေးတွေကအဲ့ဒါအန်ခိုက်ပဲအဲ့ဒါဝမ်းနံပါဘူးလား ဟာဟိုလေညီမလေးကတော့ဝါသနာပါပါတယ်ဒါပေမဲ့လေဟိုရှစ်တငယ်ချင်းကိုမောကလေအဲ့ဒါတွေသဘောမတူဘူးရှင် ဩသဘောမတူဘူးလား ဟုတ် တငယ်ချင်းတွေပါငယ်ငယ်လေးကငယ်ပေါင်းတွေ ဟုတ် ငယ်ငယ်လေးကပေါင်းတာတယောက်ကြောင့်တယောက်ကောင်းကောင်းသိတယ်သူပြောပြန်ရပါတယ်ကျွန်တော်ပြောပြမှာပေါ့ဟိုပြန်လာတဲ့ခါကျတော့ချက်ပြုတ်စားတော့ပြီးရသမင်းဆိုင်ပြောရင်ခင်ဗျပိုးတော်မြန်သေးတယ်အဆင်ပြေအောင်ပြောပြမယ်နော် ဟုတ်ကိုကြီးပြောကြည့်ပေါ့ပြောကြည့်လို့အဆင်ပြေသွားတော့လေလှုပ်ကြည့်တာပေါ့နော် မင်းသမီးဖြစ်မယ်ဗျ ဒီပါဦးရှင်ကသမင်းစားကောင်းအောင်ပြောနေရလား မဟုတ်ပါဘူး ရှင်ပြောမဟုတ်သေးဘူးနော်ရှင်သမင်းစားကောင်းအောင်ပြောနေတယ် မဟုတ်ပါဘူးကျွန်တော်ကခင်ဗျတကယ်ဖြစ်နိုင်တဲ့ပုံကြီးရှိလို့ပြောတာပါခင်ဗျရုပ်ကဖလင်စားတဲ့ရုပ်ဖလင်ကခင်ဗျကိုစားရင်စားမစားရင်ခင်ဗျဖလင်ပြန်စားမယ်ပေါ့ဟိုဖလင်နဲ့သဟဇာတာဖြစ်တယ်လို့ မဟုတ်သေးပါဘူးရှင်စကားကြီးရလဲ ဟာဘယ်လိုလုပ်လဲမငိုနဲ့လीဟာမငိုနဲ့လीခင်ဗျမငိုနဲ့ဟာဒုက္ခခင်ဗျကိုခင်ဗျကျွန်တော်တက်တက်မဲ့ခင်ဗျယောက်ျားလေးရှိရမဟုတ်တက်တက်မဲ့ရက်ွက်ထဲကျွန်တော်ဝိုင်းဆွန်းကြီးလောင်းပြလိမ့်မယ်မငိုနဲ့လीခင်ဗျဘယ်လိုလုပ်လဲအမငိုဒီ ဘာကွာရှင်မနာလို့ ကျွန်တော်တနာလို့ဟာကျွန်တော်တနာလို့ငိုလားသူကကျွန်တော်ဘာတနာကြရှိလို့မငိုနဲ့ကျွန်တော်တနာလည်းမငိုနဲ့ခင်ဗျကျွန်တော်ဝိုင်းပြီးတော့တက်တက်ရက်ွက်ကဝိုင်းရလိမ့် စမယောက်ျားရှင်ငယ်ချင်းကိုမောကလေဟိုလက်ကထုတ်ရဆိုလို့ရှိရင်လေအဲ့ဒီလိုပဲတငယ်ချင်းတို့အိတ်ခေါ်လာတယ်ခေါ်လာပြီးထမင်းနဲ့အင်းနဲ့ကျွေးပြီးတော့အိမ်မှာညာအိတ်ထိုင်တာရှင် အဲ့ကျန်အိတ်ခိုင်းရလေအိတ်ရုံမောဗျာဘယ်တက်နေကျွန်တော်ကငယ်ငယ်ချင်းတွေအိတ်လို့ရပါတယ်ဘာဖြစ်လို့လို့လဲ 呀，一个一比家家路去嘞，现在个钱嘞，还是个有哪里呢嘞？ဒီငရုပ်ကြွေးနေ 哪里呢嘛？ ဒါလေးနဲ့ 哪里呢嘞？
ဒီစကားကြီးကိုလေတော့ထိုးတယ်လိုက်တော့တာပါပဲ အမကြီးကငမောဟာ ဟုတ်တယ် တကယ်ကြီးတွေခေါ်လာတယ်လာကတော့ရဲ့ ဟုတ်တယ် ပြီးတော့ဒီနေရုပ်ချပွေးကြီးနဲ့ တယ်လေးနဲ့ ဒါကြီးနဲ့ တယ်လေးနဲ့ အာဒီဟာကျွန်တော်ပြန်မယ်နော်ကျွန်တော်ပြန်တော့မယ် အော်မပြန်မနဲ့ဦးရှင်အခုလေရှင်းစားဖို့အတွက်ကိုသူသွားဝင်နေတာတမင်းနဲ့ဟင်းနဲ့စက်သားလေရှင်းစားဖို့စက်သားသွားဝင်နေတာတမင်းစားပြီးတော့ပြန်มาရှင် မဟုတ်ကျွန်တော်တက်လို့ရတယ်ကျွန်တော်အဲ့ဒါမရဘူး အော် ဖះမရဘူး ဒီပါဦးရှင်စားပြီးမှသွားပါ ကျွန်တော်သွားမယ် ဘေးရလုံးတင်လေလုံးတင်မယ်သိရော လုံးဘူးဒီပြုတ်ငါမိမလုံးကိုဘယ်လိုလုပ်သွားလဲဟင်ဘယ်လို ဘာမှမလုပ်ဘူး ဘာလို့မင်းဘာလို့ငိုနေရတော့ ရှင်းပြလာရဲ့စုကဲမှာဆိုလို့ ဘာဖြစ်လို့တော့ဟိုကမိုးရီဘာလုပ်သွား ဟုတ်လေ तू ကလေဒီလျောက်ချက်ဖို့ तू ကတောင်းတယ်ကျုပ်ကပြောတယ်ဒါလေးတော့ချမ်းသာပေးပါလို့ဟိုကျုပ်တို့မင်္ဂလာဥပစ္စည်းလေးမို့လို့ပါလို့ဒါလေးနဲ့ထိန်းထားရတာပါလို့ तू ကငရုပ်ချက်ဖို့တော့ तू ကလေတောင်းမရလို့ဆိုပြီးပြန်သွားတယ်စိတ်ဆိုးပြီး လုံးလုံးဒုက္ခပါသူ့အိမ်မှာငငယ်လေးတွေကကျွန်မစားတော့ပြီးတော့ကြောင်းကြီးတငယ်ချင်းငရုပ်ချက်ဖို့တီးသွားပြီးနောက်က50ကျောင်းကပြန်ဝယ်ပေးမယ်ဒီငရုပ်ချက်ဖို့ကို तू လိုချင်နေဆိုတော့ဒါငါပေးရမယ်ပေးကိုပေးရမယ်ဒီတော့ ကောမ ပကံကောင်းလို့ကွာဟမ်ငမောရဲ့မင်းငါဒီလိုမကြံတိုက်ပါဘူးကွာဟင်းတော့ငါရုပ်ချပွေးကြီးမဟုတ်ဘူးကလေးမလေးပြောလို့မပြောရင်ဒုက္ခ ဟဲ့မော ဟာပြီခလုံးမရဘူး ဟဲ့မိုးလေမင်းလိုချင်လဲဆိုအမေအောင်ငါတော့ဇွတ်ပဲဟဲ့ဟုတ်လေမင်းရောက်ချက်ဖို့မင်းလိုချင်လဲဆိုအမေအောင်ငါတော့မင်းအောင်ငါတော့ဇွတ်